မြင်းကျန်တောင်သာလမ်းပိုင်းကိုထိန်းချုပ်ဖို့စစ်ကောင်စီတပ်မ99က9ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့ PDF တွေကလမ်းပိုင်းကိုဆက်ထိန်းထားနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒီသတင်းကိုတုဒ္ဒချန်သာပေးပို့ထားပါတယ်ရှင်။မန္တလေးတိုင်းမြင်းကြံမြို့ဝယ်မှာရှိတဲ့နမ်းမြင့်တောင်နေမြင်းကြံတောင်သာလမ်းပိုင်းကိုထိန်းချုပ်ဖို့မြင်းကြံမြို့မှာတပ်ဆွဲထားတဲ့တပ်မ99ကမတ်လ24ရက်နေ့ကနေ28ရက်နေ့အထိ9ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။လမ်းတစ်လျှောက်မှာရှိနေတဲ့ PDF တွေကပူးပေါင်းခုခံခဲ့တာကြောင့်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများခဲ့ပြီးလမ်းပိုင်းကိုဆက်ထိန်းထားနိုင်ခဲ့တယ်လို့မြင်းကြံခရိုင်တပ်ရင်းခွန်တာဝန်ရှိသူကပြောပါတယ်။လက်ရှိအချိန်ထိနေမြေကြီးနေမှုမရှိသေးတာကြောင့်အချိန်ခွာပြီးမှသတင်းထုတ်တာလို့သူကရှင်းလင်းပါတယ်။ မြင်းညံတောင်သာလမ်းပိုင်းမှာကျွန်တော်တို့နမ်းမြစ်တောင်နဲ့နှီးတာပေါ့နော်အဲ့ဒီလမ်းပိုင်းကိုသူတို့ကစိုးမိုးဖို့အဓိကစူးစမ်းကြတာပေါ့ဒီလိုင်းကိုမပေးဖို့အရေးပေါ့နော်ကြောက်ဆောင်9ရက်စက်တိုက်မရမနာပဲနဲ့ကာခဲ့တယ်ပေါ့နော်9ရက်တာတိုက်ပွဲတွန်းမှာမျက်မြင်ရောခံမှန်းရောခွေး30ကျော်ကိုကျွန်တော်တို့ရှင်းထုတ်လိုက်နိုင်တယ်ဒီတိုက်ပွဲကပြူမပါဘူးခင်ဗျပြည်သူစစ်မပါဘူးတပ်မ99ကဗျူဟာမှုပေါ့နော်မြင်းညံမှာရှိတဲ့ဗျူဟာမှုကိုယ်တိုင်ဦးစီးပြီးတော့ကိုကဲပြီးတိုက်တဲ့ပွဲလို့ပြောလို့ရတယ်စစ်ဦးတော့ကြတော့ကျွန်တော်တို့ဘက်ကတော့အသာစီးနဲ့ပြစ်ခတ်နိုင်ခဲ့တယ်စနိုက်ပါနဲ့ကတနေ့တည်းတင်ကို၄កောင်ရတဲ့နေလည်းရှိတယ်9ရက်ကြာတိုက်ပွဲမှာနယ်မြေခံပကဖပိုစွန်ရဲတပ်ဖွဲ့မြင်းညံခရိုင်တပ်ရင်း12309နဲ့ဒေသကာကွယ်ရေးအဖွဲ့တွေအားလုံးပူးပေါင်းခုခံခဲ့ရတာဖြစ်ပြီးမြင်းညံမြို့ကို PDF တွေထိုးစစ်မဆင်ခင်မှာစစ်ကောင်စီကစစ်ရေးရလက်အုပ်မှုယူပြီးမြင်းညံတောင်သာလမ်းပိုင်းကိုထိန်းချုပ်ဖို့ကြိုးစားခဲ့တာပါမတ်လ28ရက်နေ့အင်အားပြင်းကလင်လောက်ခတ်ပြီးနောက်မှာစစ်ကောင်စီဟာမြေပြင်စစ်ရေးဖော်ဆောင်မှုအားနည်းချက်တွေရှိခဲ့တဲ့အတွက်အခြေအနေကိုထိန်းနိုင်မှုကြိုးစားနေတာလည်းဖြစ်ပါတယ်အခုဟာကတော့ဗျာစစ်တပ်အနေနဲ့အကန့်အသတ်တွေတော့အများကြီးအကြီးဖြစ်သွားတာပေါ့ဗျာအရာဒီမြစ်ကိုကူးဖို့ခက်ခဲသွားတာမျိုးတွေရှိတယ်ပေါ့ဗျာစကိုင်းနဲ့မန္တလေးနဲ့ဆိုရင်တော်တော်ကိုခက်ခဲပေါ့နော်အရင်ကတရားဟောကနေတွားလို့ရတဲ့အခြေအနေကနေအခုကတရားအစ်စ်ကလည်းစိတ်ထားသေးဘူးဆိုတဲ့ဟာမျိုးတွေအကန့်အသတ်တွေများတယ်လမ်းမကြီးတွေကလည်းရေကျုံသွားလို့ပြက်စီးသွားတာမျိုးတွေရှိတယ်ပေါ့ဗျာ infrastructure တွေပြတ်သွားတယ်ပေါ့ဗျာစစ်တိုက်ဖို့လို့ဘာလို့ညာလို့ဆိုတာတော့အကန့်အသတ်တွေရှိမှာပေါ့ဗျာဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာကျွန်တော်တို့ကဒီအချိန်မှာစစ်တပ်အနေနဲ့ကဒီစစ်တိုက်ဖို့ဆိုတဲ့စဉ်းစားချက်မျိုးစဉ်းစားနေတာကသူတို့ရဲ့လူသားမဆန်မှုကိုပေါ်ပြတာဖြစ်တယ်ပေါ့မတ်လ28ရက်အင်အားပြင်းကလင်လောက်ခတ်မှုအပြီးမှာမြို့သားညီညွတ်ရေးအစိုးရ NUG ကနှစ်ပတ်ကြာအပြည့်ရက်စဲထားဖို့ကြေညာချက်ထုတ်ခဲ့တယ်လို့စစ်ကောင်စီကလည်းဧပြီ2ရက်နေ့မှာအလားတူကြေညာချက်ထုတ်ခဲ့တာပါလက်တွေ့မှာတော့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေစတိုက်ပြုလုပ်ခဲ့ပါတယ်မတ်လ28ရက်နေ့ကနေဧပြီ10ရက်နေ့အထိ14ရက်အတွင်းနိုင်ငံတော်မှာလေကြောင်းတိုက်ခိုက်မှု152ကြိမ်အထိပြုလုပ်ခဲ့တာကြောင့်ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်113ယောက်သေဆုံးခဲ့ပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ